ရတယ်ဆိုပြီးဒီတိုင်းမနေနဲ့နော်တီလားစန်ခရင်လေးလိမ့်မမင်းနဲ့လူမမှုကပြောတာပါဒါလေးကတော့စန်ခရင်လိမ့်ပြီးသွားတဲ့ရုပ်ကလေးပါရှင်စန်ခရင်မလိမ့်ရသေးတဲ့ရုပ်ကလေးကိုတော့တိခံပြီးကြည့်ပေးပါရှင်မီးကပြက်နေလို့မီးကတစ်ဖက်ပဲလင်းပြီးတစ်ဖက်ကမှောင်နေတယ်ပေါ့နော်နှကန်းနေတော့နည်းနည်းစိုးထားတယ်ကိုကြည့်ရတာအဆက်မပြေဘူးလူမမာရုပ်ဖြစ်နေလို့ပေါ့နော်စန်ခရင်လေးစပြီးလိမ့်ပါပြီဒါလေးလိမ့်ရတာတော့အရန်ကြိုက်တယ်ကွယ်ဘာဖြစ်လို့လဲဆိုတော့တတောင့်တရှိလို့စန်ခရင်များလိမ့်လိုက်လဲပဲလေအဆင်မပြေဘူးဆိုတာမျိုးဖြစ်မသွားဘူးပေါ့နော်အဲ့ဒါလေးကိုအရင်သဘောကျတယ်နေမကောင်းဖြစ်ချင်လို့အတန်းကဒီလိုဖြစ်နေတယ်ပေါ့နော်အဲ့ဒါတချင်းတွေကလည်းရှာတာအဆင်မပြေတာနဲ့ပဲမထူးပါဘူးဆိုပြီးတော့ပဲကိုယ့်ဟာကိုယ်ပဲအတန်းသွင်းလိုက်တယ်အတန်းလေးကတော့အဲ့လိုဖြစ်နေပါတယ်တိခံပြီးတော့နှထောင်ပေးပါလို့စန်ခရင်လေးအဲ့လိုလိမ့်ပြီးတော့ပါပြီဒီဘက်နဲ့ကိုရှင်းကြည့်လိုက်ပါသူကလေဘယ်လိုပြောမလဲဟို white case ဖြူဖြူကြီးအဲ့လိုမျိုးကြီးလည်းဖြစ်နေဘူးပေါ့နော်အဲ့ဒါလေးကိုအရင်သဘောကျပါတယ်ဒီလားနှစ်ဖူးကိုကြည့်လိုက်ကွာနှစ်ဖူးနဲ့ဆိုလည်းအရန်ကွာမနေဘူးနည်းလေးဖြူတယ်ဆိုတော့တစ်ဆင့်လေးလင်းနေဆိုရုံလောက်ပဲပေါ့နော်အဲ့ဒါလေးကိုသဘောကျပါတယ်အမေကတော့အရန်ကိုကြိုက်ပါတယ်အဓိကပြောချင်တာတော့ဒီနေ့မိုးရွမိုးအော်စန်ခရင်လေးမိုးမေ့ပါနဲ့လို့မမိုးကလာပြီးတတိပေးတာပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်